လူမသိသူမသိဘဝမှာဒီပေါင်တန်း90တန်ဖြစ်သူလွန်ခဲ့တဲ့9လကဘုံမောက်အတင်းမှာနေရာရဖို့တောင်ရုန်းကန်နေရတဲ့နောက်ခံလူတယောက်ရဲ့တိုးတက်မှုကအံ့ဩစရာပါခုချိန်မှာဥရောပထိပ်တန်းကလပ်တွေရဲ့ဝိုင်းလူချင်းကိုခံရတဲ့အသက်20အရွယ်ဒန်ဟူဆန်ဟာစပိန်ထိပ်သီးကလပ်ရီယယ်မက်ဒရစ်ကိုပေါင်တန်း90နဲ့ပြောင်းရွှေ့သွားပါပြီ2024ဒီဇင်ဘာကဘုံမောက်နောက်ခံကစားသမားဟန်စီဒန်ယာပြဿနာရပြီးတဲ့နောက်မှာဟူဆန်ပွေးထွက်ခွင့်ရခဲ့တယ်အဲ့ဒီကလေးကဟူဆန်ဟာပရီးမီးယားလိဂ်မှာခြေစွမ်းအတည်ငြိမ်ဆုံးဖို့နောက်ခံကစားသမားဖြစ်ရပ်တည်လာခဲ့တာပါပြီးခဲ့တဲ့နှစ်ကဂျူဗင်တက်ကနေပေါင်15တန်းနဲ့ခေါ်ယူခဲ့တဲ့ဟူဆန်ကိုအခုတော့ဘုံမောက်ကသူတို့ပြီးခဲ့ရတဲ့ငွေကြေးရဲ့3ဆကျော်ဖြစ်တဲ့ပေါင်တန်း90နဲ့ပြန်လည်ရောင်းထုတ်လိုက်ပါပြီဟူဆန်ဘလောက်ကောင်းလဲဒီယာဒီပရီးမီးယားလိဂ်မှာမိနစ်1000ကျော်ကစားထားတဲ့နောက်ခံကစားသမားတွေကိုရင်ကင်စီလိုက်တဲ့အခါဟူဆန်ကထိပ်ဆုံးအဆင့်တွေမှာရှိနေခဲ့တာပါဟူဆန်ဟာဘာလုံးဖြတ်ထုတ်မှုမှာအဆင့်2ကြားဖြတ်လူယူမှုမှာအဆင့်3ကောင်းတိုက်ရှင်းထုတ်မှုမှာအဆင့်4အဝေးဘောပေးပို့မှုမှာအဆင့်4ဖိုင်နယ်တက်ဆုံကိုဘောလုံးပေးပို့တဲ့ဗဟိုနောက်ခံကစားသမားတွေထဲမှာအဆင့်6ရှေ့ကိုဘောလုံးပေးပို့မှုမှာအဆင့်7ဂိုးပေးရမှုမှာအဆင့်15နဲ့ကောင်းရှင်တိုက်မှုမှာအဆင့်16စားတဲ့နေရာတွေမှာရပ်တည်ခဲ့တယ်။အဲ့ဒီထက်ပိုကောင်းတာကဟူဆန်ဟာပရီးမီးယားလိဂ်32ပွဲကစားထားရမှာအရေးပါတဲ့ဂိုး3ဂိုးကိုသွင်းယူခဲ့တာပါ။စပါးနဲ့ပွဲမှာအနိုင်ကိုမန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာဖွင့်ဂိုးနဲ့အာဆင်နယ်နဲ့ပွဲမှာခြေပဂိုးတွေသွင်းယူခဲ့ပြီးအဲ့ဒီ3ပွဲစလုံးဘုံမောက်အသင်းအနိုင်ရခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီတုန်းကဘုံမောက်နီးစနစ်ဒရိုက်တာဖရန်စစ်ကဟူဆန်ကိုကျွန်တော်တို့စီပေါ့နဲ့ရောင်းထုတ်လိုက်တဲ့ဂျူဗင်တက်အသင်းတာဝန်ရှိသူတွေကတော့ကောင်းကောင်းနေလောက်ပါပြီ။ကျွန်တော်တို့ကတော့သူ့ကိုခေါ်ယူနိုင်ခဲ့တာဘုရားတရားမှားတာပါပဲ။ရိုမာအသင်းမှာသူနဲ့အနီးကလှုပ်ဖူးတဲ့အသင်းဥက္ကဋ္ဌပင်တိုကသူ့ကိုခေါ်ယူဖို့ကျွန်တော်တို့ကိုအာမခံချက်ပေးခဲ့တာပါသူ့ကိုခေါ်ယူတော့ကတော့အရန်ကစားသမားအဖြစ်အသုံးပြုဖို့ပဲစိတ်ကူးခဲ့တာပါဒါပေမဲ့နိုင်ငံပြဿနာတွေရှိလာတဲ့အခါမှာဟူဆန်ကအခွင့်အရေးရလာပြီးအဲ့ဒီအခွင့်အရေးကိုသူအမိရဆုပ်ကိုင်နိုင်ခဲ့ပါတယ်လို့ဆိုတယ်ဂျော်ဒန်ဘလက်ကလည်းဘုံမောက်အသင်းဟာဟူဆန်ပေါ်မျှော်လင့်ချက်သိပ်မထားခဲ့ပဲဟူဆန်ကတော့ဘယ်သူမှထင်မထားတာတွေကိုလုပ်ပြနိုင်ခဲ့တယ်လို့ချီးကျူးခဲ့တာပါရီယယ်ဘာကြောင့်ခေါ်ယူခဲ့တာလဲဟူဆန်ကိုခေါ်ယူခြင်းတဲ့ဥရောပထိပ်သီးအသင်းတွေထဲမှာချက်လ်ဆီလီဗာပူးအာဆင်နယ်နျူကာဆယ်နဲ့ဘိုင်ယန်မြူးနစ်တို့ပါဝင်တယ်။ရီယယ်မက်ဒရစ်ကတော့ဟူဆန်ကိုအသက်16နှစ်အရွယ်ကလေးကစောင့်ကြည့်ခဲ့တာပါ။အဲဒီတုန်းကဟူဆန်ဟာရီယယ်မက်ဒရစ်ကိုညှင်းဆန်ပြီးဂျူဗင်တက်အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ BBC သတင်းထောက်ကင်ဆက်လာကရီယယ်မက်ဒရစ်ကသူ့ကိုတစ်နှစ်လစာယူရို9တန်းပေးပြီး9နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာပါ။သူရဲ့လစာဟာတစ်နှစ်ကိုယူရို17တန်းအထိတိုးတက်လာနိုင်ပါတယ်။ရီယယ်မက်ဒရစ်ကဟူဆန်ရဲ့အဖေနဲ့အေဂျင့်ကိုချင်းကပ်ခဲ့ပြီးညှိနှိုင်းခဲ့တာပါ။သူတို့ဟာအင်္ဂလိပ်ကလပ်တွေထက်နှဲပါတဲ့ကမ်းလှမ်းမှုတွေနဲ့သူ့ကိုခေါ်ယူနိုင်မယ်လို့ယုံကြည်ကြပါတယ်လို့ဆိုတယ်ဆက်ပြီးတော့ကင်ဆယ်လာကရီယယ်မက်ဒရစ်ကသူတို့ရဲ့အနာဂတ်စီမံကိန်းနဲ့ဟူဆန်ကိုဆွဲဆောင်ခဲ့တာပါရီယယ်မက်ဒရစ်ကဟူဆန်ကိုသူတို့အသင်းခန့်စစ်ကိုသူ့ကိုဗဟိုပြုပြီးတိစောက်မယ်လို့ကတိပေးခဲ့ပါတယ်ရီယယ်မက်ဒရစ်ကဇာဗီအလွန်ဆိုရဲ့နေစနစ်တွေဟာဟူဆန်နဲ့အန်ကိုက်ဖြစ်မယ်လို့ယုံကြည်နေတယ်ရီယယ်မက်ဒရစ်ကသူ့ကိုလိုချင်ခဲ့တယ်လို့အလွန်ဆိုကိုယ်တိုင်ကလည်းဟူဆန်ကိုခေါ်ယူဖို့ခွင့်ပြုပေးခဲ့ပါတယ်လို့ဆိုတယ်လေဗာကူဆင်နီးပြအလွန်ဆိုဟာဗိုလ်ဒါလီဂါယာတီကိုမှအသင်းနဲ့လမ်းခွဲခဲ့ပြီးဇွန်လလယ်ပိုင်းမှာစတင်မဲ့2025 FIFA ကလပ်ကမ္ဘာဖလားမတိုင်ခင်မှာအန်ဆယ်လော့တီစီကနေရီယယ်မက်ဒရစ်နီးပြရာထူးကိုလက်ခံမှာဖြစ်ပါတယ်။လီဗာပူးနောက်ခံကစားသမားအာနိုကလည်းအဲ့ဒီမတိုင်ခင်မှာရီယယ်ကိုအလို့ပြောင်းရွှေ့ခြင်းနဲ့ရောက်လာမှာဖြစ်ပြီးရီယယ်မက်ဒရစ်နဲ့ခန်းစစ်အပြောင်းလဲကိုမြင်တွေ့ရဖို့ရှိနေပါတယ်။